나가 야지민이 폐하 장고 또아래 가. 너 묘빈고 퇴야. 비인데만 롱용이야 별로 우버 너. 에리마 지바가 롱용이리 공시만 대차비로 폐하 뚜에 때에 우영아 묘빈만 시도. 비인고 kho다라. 호ရောက်တဲ့ အခါကျတော့ 지바가ရဲ့때에 우영에만 지바가 ပြောတယ် တန်ခါ 250 ရှိတယ်လို့သူပြောတာ တန်ခါ 250 ရှိတယ် ဆိုတော့ လူတွေဆိုရင် လူ 250 ရှိတဲ့နေရာကြိတ်ကြိတ်နဲ့ဆူးနေမှာပေါ့ ဘုရင်ကြီးကလည်းပဲ တန်ခါ 250 ရှိတယ်ဆိုရင် ဆူညံတဲ့အတန်တွေကြားရမယ်လို့သူကမျှော်လင့်တယ် ဟိုတော့ဘယ်သူမှမရှိတဲ့ပုံစံမျိုးနီးလာလေးလေးတိတ်နေလေးလေးနီးလာလေးလေးတိတ်လာလေးလေးတိတ်စိတ်ငြိမ်သက်တယ်ဟာတိတ်စိတ်ငြိမ်သက် ဒါမြတ်စွာဘုရားရဲ့ပရိသတ်အဲ့တိုင်း Noble Silence အဲ့ဒါမှတိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတော်မူကြတယ်ပေါ့တိတ်ဆိတ်ငြိမ်သက်စွာနေတာနောက်ဆုံးမှာဘုရားစီသူရောက်သွားတယ်ရောက်သွားတဲ့အခါမှာဘယ်သူမှစကားမပြောဘူးယဟန်တွေကလည်းသူ့ကိုမကြည့်ဘူးအားလုံးမျက်နှာချပြီးတော့ထိုင်နေကြတယ်ဘယ်သူမှမကြည့်ဘူးသူစကားဆဖို့ခက်နေ စကားစားဖို့ခက်ပြီးတော့အင်္ဂါရီရဲ့ငြိမ်သက်မှုကိုကြည့်တဲ့အခါငြိမ်သက်မှုဆိုတာဓာတ်ကူးတယ်အဲ့တော့ဓာတ်ကူးသွားတဲ့အခါမှာသူကဘာဖြစ်တယ်ဒီလိုငြိမ်သက်မှုမျိုးလေးနဲ့သူ့သားဥရိယဘာဒမင်းသားငြိမ်သက်ရင်ဘလောက်ကောင်းမလဲဆိုတဲ့အတွေးဝင်လာတဲ့အချိန်လေးမှာမြတ်စွာဘုရားကဖြတ်ခနဲ့သူ့ဘာပြောလိုက်တော့ဖယားကသာစကားစမပြောရင် तू မပြောနိုင်ဘူးဘာလို့လဲဆိုရင်သူ့ရဲ့အပြစ်တွေအမတန်မှကြီးခဲ့တာ အဲ့ဒါနဲ့မြတ်စွာဘုရားကအေးချစ်ခင်မြတ်နိုးတဲ့လူစီတင်မင်းတရားကြီးစိတ်ရောက်နေတာလားလို့ကောက်မေးလိုက်တာအဲ့ဒီအချိန်မှာစပြီးစကားစပြောပြပြီးတော့တာပညဖလတုတ်ကြီးကိုဟောတဲ့အနေအထားမျိုးရောက်သွားတယ်ပေါ့ပြောချင်တာကတော့ Noble Silence တန်ဃာတွေဟာတိတ်ဆိတ်ငြိမ်သက်မှုကိုအကြောင်းပြုပြီးတော့ဘုရင်ကြီးတောင်လန့်သွားတယ်ဒီလောက်ထိအောင်တိတ်ဆိတ်ငြိမ်သက်တယ်ပေါ့တန်ဃာ 250 တဲ့ကချောင်းဆိုးတန်ချောင်းဟန်းတန်နော်ခြီတန်ခြေဆက်တန်တခုမှမကြားရဘူးတိတ်ဆိတ်ငြိမ်သက်နေတယ်ဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားကအလွန်တိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတာသိကြဘုန်းကြီးတို့ကငယ်စဉ်တုန်းကဒါကိုယ့်ရဲ့အတွေ့အကြုံတစ်ခုပြန်ပြောပြကိုနှစ်အရွယ်10နှစ်သားမှာစကိုင်းတောင်ရုံရောက်တာ စကိုင်းတောင်လို့ဆိုတာရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်စကိုင်းတောင်မှာရှိတဲ့ဘုန်းကြီးကျောင်းသီလရှင်ကျောင်းတွေအားလုံးကိုခြောင်လို့ပဲခေါ်တယ်ဘာဖြစ်လို့ခြောင်လို့ခေါ်တာတော့လို့ဆိုတော့ရှင်းတုန်းကဆရာတော်ကြီးတွေကတော့ကန္တရလို့ပါဠိလိုစီကြတကယ်ကတော့ကန္တရဆိုတာမဟုတ်နိုင်တော့ဘာဖြစ်လို့ကန္တရမဟုတ်နိုင်တာတော့ဆိုကန္တရရဲ့အဓိပ္ပာယ်ကရေစားသွားတဲ့မြောင်းတွေရေကတောင်ကြရေကျလို့စားသွားတဲ့ချောင်းတွေမြောင်းတွေကိုကန္တရလို့ခေါ်တာ။သူကကေနဒရိယတေတိကန္တရောရေကနေပြီးတော့တိုက်စားသွားလို့ချောင်းဖြစ်သွားတာ။သို့မဟုတ်မြောင်းကြီးဖြစ်သွားတာ။ဒီလိုဟာမျိုးမှာကန္တရ။အဲ့ဒါချောင်းဆိုတာဘာအဓိပ္ပာယ်လဲလို့ဆိုလို့ရှိရင်တပ္ပါပါ။တောင်ချိုင်ဝမ်းနေခုခေတ်လို့ဆိုတော့ဘယ်လီပေါ့နော်။ဘယ်လီအဲ့ဒီတောင်နေမှာခြိုက်ဝမ်းကလေးတွေရှိတယ်တထောင်နဲ့တထောင်ကြားခြိုက်ဝမ်းလေးတွေအဲ့ဒီလိုနေရာမျိုးလေးတွေမှာအတန်တိတ်ဆိတ်အောင်တောင်ထိပ်မှာလည်းမဟုတ်ဘူးတောင်ကပယံလေးတွေမှာခြိုက်ဝမ်းလေးတွေမှာနေလို့ပထမစပြီးတော့ကျောင်းတွေတီထောင်ပြီးတော့နေကြတာမဟုတ်ရှူမြောင်ချောင်ကြားဆိုတဲ့အဓိပ္ပာယ်နဲ့ချောင်းဆိုတာလေးတွေအဲ့လိုခေါ်လာတာချောင်းကျိုးချောင်ကြားပေါ့နော်တောင်ခွေကလေးတွေရှူမြောင်ကလေးတွေမှာကျောင်းတွေတီးပြီးတော့ရှေ့တုန်းကနေကြအဲ့တော့ကနေ့ကတော့များလာတဲ့အခါကျပုံစံတစ်မျိုးပြောင်းသွားပြီပေါ့ဒါစကိုင်းတောင်ရဲ့ချောင်ဆိုတဲ့အဓိပ္ပာယ်ကိုပြောပြဘုန်းကြီးကျောင်းဖြစ်ဖြစ်သီလရှင်ကျောင်းဖြစ်ဖြစ်ဘုန်းကြီးတို့က9နှစ်10နှစ်အရွယ်မှာစကိုင်းတောင်ရိုးပုံညာရှင်ဖရာရဲ့အနီးပါးမှာရှိတယ်ပုံညာရှင်ဖရာကတောင်ထိပ်မှာတည်ထားတာအဲ့ဒီပုံညာရှင်ဖရာရဲ့တောင်ကိုငဖားတောင်လို့ခေါ်တယ်အဖားတောင်လို့ခေါ်တယ်အဲ့ဒီအရှိဘက်ကတောင်ကိုပြပုံတောင်လို့ခေါ်တယ်အဲ့ဒီတောင်နှလုံးရဲ့ဈာမှာတောင်တစ်တောင်ရှိတယ်အဲ့ဒီတောင်ကိုငွေတန်ကြားတောင်လို့ခေါ်တယ်အဲ့ဒီငွေတန်ကြားတောင်လို့တောင်သုံးလုံးရဲ့ဈာတဲ့ကရှုမြောင်ထဲမှာ
ဘုန်းကြီးကျောင်းသီလရှင်ကျောင်းတွေတည်ထောင်ထားတာရှိတယ်အဲ့ဒီကျောင်းကိုရှင်းတော့မဟာကဏ္ဍယုံကျောင်းလို့ခေါ်တယ်အဲ့ဒီမဟာကဏ္ဍယုံကျောင်းနဲ့ဆက်ရက်ကဝိပဿနာကဏ္ဍယုံကျောင်းဘုန်းကြီးတော့အဲ့ဒီဝိပဿနာကဏ္ဍယုံကျောင်းရောက်သွားငယ်ငယ်လေးတဲ့အဲ့ဒီရောက်သွားဘာဖြစ်လို့ရောက်တုံဆိုအမသီလရှင်ရှိလို့ရောက်ပေါ့အဲ့ဒီကျောင်းကအမတမစိကံကြီးတယ်ကျောင်းထဲမှာရောက်လာလို့ရှိရင်တတ်လို့ပဲစားတတ်မလွတ်တာယူကိုမလာရဘူးကျောင်းထဲကိုမသွင်းရအားလုံးရောက်လာရင်လည်းတတ်လို့ပဲစားတိတ်တိတ်ခိုးစားလို့မရကျောင်းမှာပြောစမှရှိတယ်တိတ်တိတ်ခိုးစားလို့ရှိရင်မွေနဲ့တွေ့တယ်ကြောက်เสียလမ်းเสียတွေနဲ့တွေ့တယ်ဒါမျိုးတွေဖြစ်တတ်တယ်ဆိုတာအဲ့ဒီမှာအမတမနာမည်ကြီးတယ်ဒါကြောင့်မို့တတ်လို့ပဲစားတာခဏအထိပဲတတ်လို့ချောင်းပဲအဲ့ကြောင့်အဲ့ဒီကြောင့်မှာဗာစိကံရှိတယ်ဆိုလို့ရှိရင်ကပ္ပဋ္ဌာန်းကျောင်းလေးတွေသေးသေးလေးစောင့်ထားပြီဒီကျောင်းမှာတပားပဲနေရတယ်မနေ့ပိုင်းမှာအနည်းငယ်စကားပြောခွင့်ရှိတော့လေ12နာရီကနေ3နာရီအထိစကားလုံးဝမပြောဘူးစကားလုံးဝမပြောတိတ်ဆိတ်နေရတယ်အကုန်ဘာသာမှမကြားစေရငြိမ်ငြိမ်လေးနေရတယ်တော့ကပ္ပဋ္ဌာန်းအထုတ်ကြတယ်ကပ္ပဋ္ဌာန်းနှလုံးသွင်းကြတယ်3နာရီကျော်တဲ့အခါကျတော့မှစာပေရွတ်တာတို့ကမ္မထံရွတ်တာတို့တရားနာတာတို့အဲ့ဒီချိန်မှာလုပ်တယ်အဲ့ဒီမှာဘာထူးထူးခြားခြားတွေးရတော့လို့ဆို12နာရီမှာအချက်ပေးခေါင်းလောင်းကြီးထိုးလိုက်တာနဲ့တပြိုင်နက်ငြိမ်ကျသွားတာ3နာရီခေါင်းလောင်းထိုးမှပြန်ပြီးတော့အတန်လေးလှုပ်ရှားလာတယ်အလုံးဟာအိပ်ပျော်သွားတယ်လို့ငြိမ်ကျသွားတယ်လူတွေသာငြိမ်သလားလို့ဆိုမဟုတ်ဘူးရှင်ကလေးတွေပါငြိမ်သွားတယ်ဘာကြောင့်လဲတော့မသိဘူးရှင်ကလေးတွေပါအဲ့ဒီအချိန်မှာငြိမ်သွားပြီ3နာရီခေါင်းလောင်းထိုးပြီဆိုတဲ့အခါမှာရှင်လေးတွေဟာတက်နဲ့ဆူလာကြတယ်12နာရီကနေပြီးတစ်ချက်အတွင်းဆိုရင်ရှင်တန်အောင်မကြရအောင်ငြိမ်နေပုံပါအဲ့ဒါလို့သိစိတ်ငြိမ်သက်မှုတွေဟာဘုန်းကြီးတို့ငယ်စဉ်ကခံစားခဲ့ကြရတယ်ပေါ့ကမ္မထာထုတ်တာတော့မဟုတ်ဘူးကိုဖတ်ချင်တဲ့စာအုပ်ကလေးတွေဖတ်ကမ္မထာတော့ထိုင်ခိုင်းတယ်ဟောဒီဘက်တိမထိုင်တတ်ပါဘူးကမ္မထာထွက်လေဝင်လေမှတ်ခိုင်းတာတော့မှတ်တာခဏလေးနေအိပ်ပျော်တာပဲအဲ့ဒါလို့တိတ်ဆိတ်ငြိမ်သက်စွာနေလာရတာ6နှစ်လောက်အဲ့ဒီမှာအကျင့်ရသွားတိတ်ဆိတ်ငြိမ်သက်မှုပါအလွန်မြန်လို့စရာကောင်းတာပဲဆူညံမှုနဲ့လုံးဝမတူတော့ကျမ်းမာရေးအတွက်လည်းတိတ်ဆိတ်ငြိမ်သက်မှုကအမှန်တမ်းအထောက်အကူပြုတယ်လို့နိုင်ငံခြားဒီကျမ်းမာရေးပညာရှင်တွေကဆိုတယ်ဆူညံခြင်းဟာကျမ်းမာရေးကိုထိခိုက်ပြပြားစေတတ်တယ်ဘာလို့လဲဆိုစဉ်းစားကြည့်ကိုယ့်ရဲ့နားဟာအတန်ကြားနေတာဆိုတာအတန်လောက်တင်ကြားတယ်လို့လူတွေကထင်တယ်အဲ့ဒီအတန်ကြားတာအတန်ကနားစီကိုလာရိုက်ခတ်နေရိုက်ခတ်နေတော့တုန်ခါမှုတွေအမြဲရှိအဲ့တော့ကိုယ်နားလေးဟာငြိမ်ငြိမ်တက်တက်မဟုတ်ပဲနဲ့အမြဲတမ်းတုန်ခါနေတယ်ဆိုတော့ခေါင်းလောင်းတော်မှာအမြဲတီးပါများလို့ရှိရင်အတန်ပါလာတယ်လို့ပဲလူရဲ့နားစီမှာလည်းပဲခဏခဏအတန်တွေပြင်းထန်တဲ့အတန်တွေရိုက်ခတ်ပါများလာလို့ရှိရင်ဒီလူဟာတဖြည်းဖြည်းနားလေးလာမှာပဲနော်နားမလေးရင်လည်းအုံနောက်ထဲမှာရှုပ်ထွေးကုန်မှာပဲပေါ့ဒါကြောင့်မို့လို့ဒီအတန်ပလန်နေဆူညံတာကိုတချို့နိုင်ငံတွေမှာဘာပြောတော့ဆို noise pollution လို့ခေါ်တယ်နော် noise pollution ဆူညံတဲ့အတန်တွေဟာ polluted ဖြစ်တယ်တန်ရှင်းမှုမရှိတော့ဘူးပေါ့အများကတော့နော် water pollution ရေမတန့်တာ air pollution လေမတန့်တာကျန်းမာရေးထိခိုက်တယ်အဲ့ဒီအပြင်နောက်ထပ် noise pollution အတန်တွေဆူညံလို့ရှိရင်လေဒါကျန်းမာရေးထိခိုက်တာတစ်ခုဖြစ်လာအဲ့တော့ noise pollution ဆိုတိတ်တိတ်ဆိတ်ဆိတ်မနေနိုင်ဘူးဆိုရင်ဒီ pollution ဝင်လာမှာပဲပေါ့ဝင်လာမှာပဲဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအင်တန်မှတိတ်ဆိတ်ငြိမ်သက်မှုမြတ်နိုးတော်မူတာအံ့ဩလောက်မြတ်နိုးတော်မူတယ်အဲ့တော့ဘုရားနေတဲ့နေရာတိုင်းဟာအင်တန်မှတိတ်ဆိတ်ငြိမ်သက်ကြတယ်ပြီးတော့မြတ်စွာဘုရားကတရားဟောတဲ့အခါမှာဘုန်းကြီးတို့တွေလူဘာမှအစွမ်းတတ္တိမရှိတာပါရမီမရှိဘုံကံမရှိဆိုမြတ်စွာဘုရားကြတော့ဘုံကံပါရမီတွေနဲ့ဆိုမြတ်စွာဘုရားကြတော့အတန်ချက်ဆက်တွေပါမလို့ဘူးပဂတိအတန်လေးကဘေးတိုက်က9ယောက်တင်ရှိရင်အဲ့ဒီ9ယောက်ပဲကြားကြံတဲ့လူတွေမကြားနော်တရားနာပရိသတ်အကန့်အသတ်နဲ့တွားတယ်ပရိသတ်ကတယူဇနာရှိမယ်ဆိုရင်ဘုရားတန်ကတယူဇနာထိရောက်တယ်ဒါကတော့အံ့ဩဖွယ်တစ်ခုပေါ့နော်ဘုရားတန်ကကြားနာမလို့
အကန့်အသတ်ရှိတဲ့ပရိသတ်တွေအားလုံးကြားနိုင်တဲ့အနေအထားတစ်ခုမှရောက်တယ်ပေါ့။တော့မြတ်စွာဘုရားရဲ့ဒီအတန်တော်နဲ့ကြတော့မြင့်လာအောင်လို့တန်ချက်တွေပါလေလှုပ်ဖို့မလိုဘူးပေါ့။ပဂတိဟောတဲ့အတန်ပဲတကယ်တရားနာတဲ့ပုဂ္ဂိုလ်တွေပဲကြားတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမကြားဘူး။ဘာဖြစ်လို့ဒီလိုပြောရတော့လို့ဆိုတခါတော့ကညတန်းကောင်ရအချိန်မှာတရားမင်းကြီးဆင်းလာညသကောင်ချိန်ဆိုလို့ရှိရင်နတ်တွေဆင်းလာလေးရှိတယ်ပေါ့အဲ့ဒီမှာတရားမင်းကြီးဆင်းလာပြီးတော့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်တည်တိုင်အခန်းထဲမှာတရားကနေဝင်ပြီးတော့ဘေးကနေမေးတယ်မြတ်စွာဘုရားဖြေးတယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကလက်ဝဲလက်ရအခန်းထဲမှာသတင်းသုံးနေကြတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီမဟာတဏသင်္ခယနဲ့ပတ်သက်ပြီးတော့တဏကုံဆုံးတဲ့နေရာနဲ့ပတ်သက်ပြီးတော့ရှင်မောက္ကလန်ဒီတရားမင်းကြီးကမေးတာမေးတော့မြတ်စွာဘုရားကဖြေလိုက်တာဖြေလိုက်တော့တရားကတာရုအဲ့တော့ရှင်မောက္ကလန်ကတရားအတန်ပဲကြားတယ်ဘုရားအတန်မကြားဘူးတရားအတန်တော့သူကြားလိုက်တယ်ဘုရားအတန်မကြားဘူးအဲ့တော့ဘုရားဘာဖြေလိုက်တယ်ဆိုတော့ तू သိချင်တယ်ချက်ချင်းတရားကလည်းပဲနာပြီးတော့ပြန်တက်သွားတယ်အဲ့ဒီမှာရှင်မောက္ကလန်ကဓာတ်လျှောက်လိုက်သွားပြီဘုရားကိုတော့မလျှောက်ဘူးသို့တော့တရားကိုလိုက်မေးမယ်ဆိုပြီးတော့မေးတယ်ဆိုတယ်တဏသင်္ခယတုတ်မှတ်တမ်းမှာရှိတယ်လေတက်ပြီးတော့မြတ်စွာဘုရားဘာဟောလိုက်တယ်လဲဆိုတော့ तू အဖြေဘယ်လိုအဖြေပေးတယ်လဲဆိုတော့သိချင်လို့လိုက်အဲ့တော့အဲ့ဒါကိုကြည့်လို့ရှိရင်မြတ်စွာဘုရားအတန်ဟာဒီတကယ်နားထောင်တဲ့ပုဂ္ဂိုလ်ပဲကြားရတယ်ကျန်တဲ့ပုဂ္ဂိုလ်မကြားဘူးလို့ဒီလိုအဓိပ္ပာယ်ရှိအဲ့တော့အတန်နဲ့လည်းသူများကိုနှောက်ယှက်တာမရှိဘူးပေါ့တဘာဝကဒါမရှိအဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်လို့တော်မူတယ်လို့ဆိုတဲ့နေရာမှာအထောက်ထားတွေညများစွာရှိတယ်တင်မယ်သာတုမတုတ်ဆိုတာမတ္တမထင်ရှားမစ္စည်းမနိကေမစ္စည်းမပဏ္ဏတပါဠိတော်မှာသာတုမတုတ်ဆိုတာရှိတယ်သာတုမတုတ်ဆိုတာအဲ့ဒီတုတ်တန်သာတုမဆိုတဲ့မြို့မှာဟောတာသာတုမမြို့တဲကအာမလခိဝနလို့ဆိုတဲ့ရှစ်ရှားတော်မှာမြတ်စွာဘုရားသတင်းသုံးနေတယ်အဲ့ဒါတာဂဝေမင်းနေပိုင်ဆိုင်တဲ့နေရာတစ်ခုပဲသာတုမဆိုတဲ့နေရာတကယ်တော့မြတ်စွာဘုရားကအဲ့ဒီရှစ်ရှားတော်ကျောင်းမှာသတင်းသုံးနေတဲ့အချိန်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့သူတို့နောက်ကတပည့်တန်ဃာတွေနဲ့မြတ်စွာဘုရားကိုဖူးတွေ့ဖို့ဆိုပြီးတော့ရောက်လာကြရောက်လာတဲ့အခါမှာကျောင်းနေတန်ဃာတွေနဲ့ရှင်သာရိပုတ္တရာရဲ့တပည့်တပိတ်သင်္ကန်းကိုသိရင်နေရာချထားရင်းကနေပြီးစကားပြောကြတာဆူဆူညံညံလေးဖြစ်သွားဆူဆူညံညံဖြစ်သွားအဲ့ဒီဆူညံတန်တွေကိုမြတ်စွာဘုရားကြားတဲ့အခါကျတော့ရှင်အာနန္ဒာကိုမေးတယ်ဆူညံနဲ့ဘသူတွေလဲမြတ်စွာဘုရားကဆူညံနဲ့အတန်ကိုနှစ်မျိုးခွဲပြီးတော့ပြောဟောတာရှိတယ်ဘာလို့ဆိုဥစ္စာတတ္ထမဟာတတ္ထဥစ္စာတတ္ထဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုလူတရားရှိလို့ရှိရင်ပဇ္ဇပဝတရားရှိတာဟုတ်တရားရှိတော့ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟိုလူကဒီလိုပြောလိုက်အတန်လေးအများဒီမဟာတတ္ထဆိုတာအတန်လေးအများကြီးဖြစ်နေဥစ္စာတတ္ထဆိုတာကျဲကျဲပြောတဲ့အခါအတန်တွေကမြင့်တက်လာတဲ့အတန်လေးရှိတယ်ဘလုံးမထွေးဟိုကအတန်ဒီကအတန်ဆုံးနေထွက်တယ်ပေါ့မဟာတတ္ထဥစ္စာတတ္ထမဟာတတ္ထမဟာတတ္ထအမျိုးစုံပြီးဥစ္စာတတ္ထမြင့်ပြီးတော့ကျယ်လောင်တဲ့အတန်တွေရှိတယ်အဲ့တော့မြတ်စွာဘုရားမေးတယ်ဘယ်သူတွေလဲတဲ့အတန်တွေဆူးညံပြီးတော့နေတာဥပမာလေးနဲ့မြတ်စွာဘုရားပြောတယ်ကေဝတ္တမင်းကြီးမစ္ဆဝီလောပိတန်ဃာတွေငါးဖမ်းနေတယ်လို့ဆူညံလောက်တာတွေဘယ်သူတွေတုံးလို့မေးတော့ရှင်သာရိပုတ္တရာရဲ့တပည့်ရှင်သာရိပုတ္တရာရှင်မောက္ကလန်အမှုရှိတဲ့တပည့်တန်ဃာတွေဖြစ်ပါတော့အာနန္ဒာခေါ်လိုက်စမ်းငါခေါ်နေတယ်လို့ပြောဆိုဘုရားကခေါ်တော့သူတို့ဘုရားစီရောက်ကြတဲ့အခါကျတော့မေးတယ်ဆူညံလောက်တာရောက်စားမှာအချင်းချင်းနှုတ်ဆက်ကြတာတို့တပိတ်သင်္ကန်းထားကြတူကြတာအဲ့ဒါကြောင့်ဆူညံမှုဖြစ်သွားပါတယ်ဆိုတော့မြတ်စွာဘုရားကပြောတော့ဆိုအေးမင်းတို့ကငါနှင်ထုတ်တယ်ငါစီမနေကြနဲ့တွားကြတော့ဆို
နှင်ထုတ်လိုက်တာတစ်ခါပဲဒါဆူညံတာလေးနဲ့နှင်ထုတ်တယ်လို့ဆိုရင်တချို့ကလွန်တယ်လို့ထင်ကောင်းထင်နေကြတယ်နော်မြတ်စွာဘုရားဆူတာလေးနဲ့တည်းပဲနှင်ထုတ်လိုက်တယ်အဲ့ဒီတုတ်တာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရောက်ခါရှိသေးတယ်ကဲတပိတ်ကလေးတွေသင်္ကန်းလေးတွေပြန်ယူပြီးဘုရားကနှင်တယ်ဆိုတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့ကုတ်ကုတ်ကိုကိုနဲ့ပြန်ထွက်သွားကြအကုန်အဲ့တော့စာတုမမှာအစည်းဝေးထိုင်နေတဲ့တာဂဝေမင်းတွေကမြင်တယ်ခုနကဒီကိုယ်တော်တွေသွားတာဘာမှမကြောက်အခုချက်ချင်းပြန်လာကြတယ်ဘာများဖြစ်ပါလဲဘာများဖြစ်ပါလဲခုလေးတင်သွားပြီးခုလေးတင်ပြန်လာတယ်ဘာဖြစ်လို့ပါလဲဆိုတော့သိချင်တော့သွားစုံစမ်းတော့ဘုရားကသူတို့နှင်လွှတ်လိုက်တယ်တဲ့ဆူညံလောက်လို့နှင်လွှတ်လိုက်တယ်ဆိုတော့ရှင်ဘုရားတို့ခဏဆိုင်ပါဦးတပည့်တော်ဘုရားကိုသွားလျှောက်ပါအောင်မယ်တပည့်တော်တို့သွားတောင်းပန်ပါအောင်မယ်နဲ့ဆိုတော့သူတို့ဘုရားစီချက်ချင်းသွားကြတယ်သွားပြီးတော့ဘုရားကိုလျှောက်ကြရှင်ဘုရားတဲ့သာသနာပေါင်းဝင်စခုမှဘုရားဘာသာဖြစ်စာယဟန်ဖြစ်စာကိုတော်လေးတွေပါပါတယ်တဲ့မြတ်စွာဘုရားကိုမဖူးတွေ့ရလို့ရှိရင်သူတို့တွေဟာစိတ်ပြက်ပြီးတော့ဟိုရင်းဖြစ်သွားပါလိမ့်မယ်တဲ့သိခံလိုက်ပါတဲ့ယဟန်တန်ဃာတွေကိုနှင်ထုတ်တယ်လို့ခြားတာနှင်မထုတ်ပါနဲ့ပြန်ပြီးတော့ခါတိုင်းလိုပဲယဟန်တန်ဃာတွေကိုချီးမြှောက်ပါဗျာတဲ့ဆုံးမဩဝါဒပေးပါမနှင်ပါနဲ့ပေါ့ဘာတောင်းမှသူတို့ကဥပမာလေးတွေနဲ့နော်မျိုးစိလေးတစ်ခုအားတဲ့ရေမရလို့ရှိရင်6ပြီးတော့သွားပါလိမ့်မယ်တစ်ပင်ငယ်ကလေးတွေ6သွားနိုင်ပါတယ်ဒီထဲမှာလည်းကိုရောငယ်လေးတွေပါနေတယ်အဲ့တော့ရေမရရင်တစ်ပင်လေးတွေ6သွားတယ်လို့သူတို့လည်းပဲစိတ်ဓာတ်တွေ6ချားသွားပါလိမ့်မယ်ပြန်ပြီးတော့လက်ခံတော်မူပါနောက်တစ်ခုကဒီအမိနုစုနေကစနွားငယ်လေးတစ်ကောင်အမေနဲ့ကွဲကွာသွားလို့ရှိရင်စိတ်ဓာတ်တွေပြက်ပြားသွားနိုင်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုမဖူးတွေ့ရလို့ရှိရင်ဒီကိုယ်တော်တွေဟာလည်းနွားငယ်လေးတွေလို့စိတ်ဆင်းရဲမှုတွေနဲ့ကြုံရပါလိမ့်မယ်ဒါကြောင့်မို့ရှင်ဘုရားပြန်ပြီးတော့လက်ခံတော်မူပါလို့လျှောက်တယ်တခါသူတို့လျှောက်နေတဲ့အချိန်မှာပဲမြတ်စွာဘုရားကိုတရားဟောဖို့လာရောက်ပြီးတော့တောင်းပန်တဲ့တဟံပတိပြမကြီးကလည်းဘဝကနဲ့ဘုရားရှိပေါ်လာပြီးတော့သူကလည်းလျှောက်ပြန်ရှင်ဘုရားတဲ့ယဟန်တန်ဃာတွေထဲမှာအငယ်ရွယ်လေးတွေအများကြီးပါနေပါတယ်ခုနပြောတဲ့ဥပမာလေးပဲပြန်ပြီးတော့ရှင်ဘုရားလက်ခံမှာမဟုတ်လို့ရှိရင်သူတို့ဟာစိတ်ဓာတ်တွေညှို့ချောက်သွားနိုင်ပါတယ်ပေါ့အဲ့လိုလျှောက်တာမြတ်စွာဘုရားကိုတောင်းပန်လျှောက်ထားတာအဲ့ဒါလို့တောင်းပန်လျှောက်ထားတဲ့အချိန်မှာရှင်မောက္ကလန်ကသူကတကူရှင်အမြဲတမ်းသူကခုနကအရှင်ဘုရားတို့ခဏစောင့်အောင်တပည့်တော်တို့သွားလျှောက်အောင်မယ်ဆိုတော့စောင့်နေကြတယ်သူစောင့်တဲ့အခါသူကဒီတိုင်းစောင့်တာမဟုတ်ဘူးသူဒိဗ္ဗသောတာနာနဲ့စေတောပရိယအဘိညာဉ်တွေကိုဖွင့်ထားတယ်သူကနော်ခုခေတ်ကလူတွေတော့အဲ့ဒါမရှိတော့တယ်လီဖုန်းဝယ်ဖွင့်နားထောင်လို့ရသူကဖွင့်ထားလိုက်တဲ့အခါကျတော့ဗြဟ္မာတဟံပတိဗြဟ္မာကြီးဆင်းလာတာလည်းသူတွေ့လိုက်တယ်ရှောက်နေတာလည်းသူတွေ့တယ်တာဂဝေမင်းကြီးသွားရှောက်တာလည်းသူတွေ့တယ်အဲ့ဒါလို့ရှောက်နေတဲ့အချိန်ရှောက်တဲ့စကားသံတွေသူကြားတယ်မြတ်စွာဘုရားကတော့ဘာမှတုံ့ပြန်မပြောတိတ်တိတ်လေးနေသို့တော့မြတ်စွာဘုရားစိတ်ကိုသူလှမ်းပြီးတော့ကြည့်စိတ်တော်ပရိယညာနဲ့ကြည့်နေတော့မြတ်စွာဘုရားကဗြဟ္မာကြီးလာလျှောက်ပြီးတဲ့အချိန်လေးမှာသဘောတူလက်ခံလိုက်တာဟုတ်ရှင်မောက္ကလန်ကသိလိုက်တယ်ကျန်တဲ့ကိုယ်တော်တွေသူမှမသိဘူးရှင်သာရိပုတ္တရာတော့မသိလိုက်ဘူးအဲ့ဒီမှာရှင်မောက္ကလန်ဘာပြောတော့ဆိုဟေးဘုရားကခြေနှက်တော်ပြီးသွားကြစို့နော်အခေါ်ဆောင်မနေနဲ့တို့ပြန်ညမယ်ဘုရားစီပြန်ညမယ်မြတ်စွာဘုရားခြေနှက်တော်ပြီးဆိုပြီးတော့တန်ဃာတွေအားလုံးသပိတ်သင်္ကန်းပြင်ပြီးတော့ဒီတစ်ခါတော့တိတ်တိတ်ဆိတ်ဆိတ်ကလေးသွားမှဖြစ်မယ်ဘုရားစီဝင်ညတာနော်ဒါကသုတ်တန်ထဲမှာတကယ်ရှိပါတယ်တော့မြတ်စွာဘုရားဘလောက်ကြည်ညိုစရာကောင်းတယ်ဆိုတာကြည့်လေဒါလေးကိုအသေးဖွဲလို့မအောင်မိတ်လိမ့်မယ်ဘုရားဘာသာရဲ့အကျင့်စဉ်တစ်ခုလို့မှတ်သားတဲ့နယ်ပေါ့နော်တိတ်ဆိတ်ငြိမ်တဲ့ဘုရားကြောင်းသွားတာပဲဖြစ်ဖြစ်ဘယ်သွားတာပဲဖြစ်ဖြစ်တိတ်ဆိတ်ငြိမ်တဲ့မှုတွေဟာအမှန်တမ်းတန်ဖိုးရှိတာတန်ဖိုးရှိတယ်တခုပြောရအောင်မယ်ဗမာတွေရဲ့ဒီလွဲမှားနေတဲ့အမှုအကျင့်တစ်ခုလေးဘယ်သူကြောင့်လွဲမှားတယ်ဆိုတာတော့ပြောလို့မရဘူးလွဲမှားနေတာဘာလွဲမှားတော့ဆိုဘုန်းကြီးကျောင်းနဲ့လာလို့ရှိရင်ဖဏမစည်းရဘူးဆိုတဲ့အယူဆတစ်ခုပေါ်မှာမူတည်ပြီးတော့နော်ဖဏမစည်းရဘူးဖဏမစည်းဘူးဆိုတဲ့ဟာပဲသိတယ်ကားပေါ်ကတော့မစင်းဘူးစက်ဘိန်းပေါ်ကမစင်းဘူးဖဏတော့ချွတ်တယ်ဖဏစည်းရင်
ဒီဘေဘိသာရမင်းချီမွားခွဲခံမှာကြောက်လို့ဘယ်သူကဒီဇာလန်ထွင်ထားတယ်တော့မသိဘူးနော်တေးသေးချာချာစားတဲ့ပိုင်ပေတဲ့ဟာကိုတေးသေးချာချာမှတ်သားတာလည်းမဟုတ်ဘူးအဲ့တော့လူတွေရဲ့လွဲမှားနေတာတစ်ခါတစ်ခါကျတော့အတော်ကြီးစရာလည်းကောင်းတယ်ရှေးတုန်းကဘုန်းကြီးကျောင်းထဲကိုဝင်ပြီးဆိုရင်ရှေးကဆင်တို့မြင်းတို့ယထာတို့နဲ့လာလို့ရှိရင်မုတ်ရပြင်ဘက်မှာဆင်နေမြင်းနေယထာတွေထားပစ်ခဲ့တယ်ကျောင်းထဲဝင်တဲ့အခါဖဏတ်စီးပြီးတော့ဝင်လာတယ်နော်ဖဏတ်တော်စီးတယ်ရင်မစီးဘူးလို့ဆိုလိုတာအဲ့တော့အခုကပြောင်းပြန်ဖြစ်တယ်ဟာစက်ဘိန်းကြီးနဲ့ဝင်လာတယ်ဖဏတ်တော်ကောက်ချွတ်တယ်စက်ဘိန်းပေါ်ကတော့မဆင်းဘူးကားနဲ့ဝင်လာတယ်ကားပေါ်မှာဖဏတ်ချွတ်တယ်ကားပေါ်ကတော့မဆင်းဘူးဆိုတော့ဒီကားရင်နဲ့ဖဏတ်ရင်ဟာဘယ်သူကပို့ပြီးတော့ဆိုးလဲဆိုကားရင်ကပို့ပြီးတော့မြင့်နော်စက်ဘိန်းရင်ကပို့ပြီးတော့မြင့်နာကပို့ပြီးတော့အာဃာတော်ဟာဖြစ်တယ်ပေါ့တကယ်ကြားလို့ရှိရင်ဖဏတ်စည်းလာတာကတော်သေးတယ်ဖဏတ်စည်းလာသည့်အတွက်ကြောင့်ကျောင်းပေါ်မှာဖုံးမပေးဘူးအဲ့တော့တကယ်ချွတ်ရမှာကစက်ဘိန်းတကယ်ယထာရမှာစက်ဘိန်းတကယ်ယထာကြရမှာကားဒီပြင်ရင်စည်းလာရင်ဒီပြင်ရင်မော်တော်ဆိုင်ကယ်ပါညာဒီလိုဟာထားဖဏတ်ကစီးဝင်ရမှာဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့အဲ့ဒါကိုပြောင်းပြန်လိုက်ပြီးတော့ကျင့်သုံးနေတာနိုင်ငံသားတယောက်ကမေးလို့ရှိရင်ဘယ်လိုဖြေရမှာဟာမျိုးကြီးမှာပဲနော်ကြီးမှာပဲစက်ဘိန်းတော်စီးဝင်တယ်ဖဏတ်တော်ချွတ်တယ်ဘာလို့ထားလို့မေးမှာပဲလေဟိုမစင်စားတာတွေကိုပြောပြတာပါအမှန်တမ်းစဉ်းစားကြရကောင်းတယ်မစဉ်းစားပဲမနေသင့်ဘူးအဲ့တော့ခုနရှင်မမောဂလန်တို့ဖျားစီရောက်သွားတဲ့အခါမြတ်စွာဘုရားကအတားတကြီးစကားစပြောတယ်ငါနှင်လိုက်တဲ့ရဟန်းတန်ဃာတွေကိုငါနှင်လိုက်တော့တာရိပုတ္တရာမင်းစိတ်ထဲမှာဘလို့ဖြစ်လဲဒီမိကုံးကိုမေးတယ်မောဂလန်မင်းစိတ်ထဲမှာဘလို့ဖြစ်ဆိုတော့ရှင်သာရိပုတ္တရာကဘလို့ဖြစ်တော့ဆိုရင်မြတ်စွာဘုရားဟာပရိသတ်နဲ့မဆက်တယ်ပဲနဲ့ကြောင်းကြမဲ့နေခြင်းနေပြီမျက်မှောက်ဘဝမှာချမ်းသာတာနေခြင်းနေအဲ့တော့ပရိသတ်နဲ့မနေခြင်းတော့ဘူးဒီလိုအဓိပ္ပာယ်ရှိတယ်ငါလည်းပဲမြတ်စွာဘုရားလိုပရိသတ်နဲ့မနေတော့ဘူးချမ်းသာပဲနေမယ်လို့ဒီလိုစိတ်ကူးမိပါတယ်ဘုရားဆိုတော့မြတ်စွာဘုရားဟေးဆိုင်အောင်မလုံးနဲ့အောင်နော်မြတ်စွာဘုရားလက်မခံဘူးအဲ့တော့ဒီအချိန်မှာရှင်သာရိပုတ္တရာပညာရာဣတရေကြပါရဲ့တန်းနဲ့ဘာဖြစ်လို့ဘုရားအာဘောကြောက်အောင်မဖြေနိုင်ရမှာဟာရှင်သာရိပုတ္တရာကစိတ်နုတယ်ဆိုတာသဘာဝကိုပြောပြတာနော်လူဆိုတာသဘာဝမှာစိတ်ထက်တဲ့လူရှိတယ်စိတ်နုတဲ့လူရှိတယ်ရှင်သာရိပုတ္တရာအလွန်တနာတတ်တယ်အလွန်ငဲ့ညှာတတ်တယ်စိတ်ပြော့တယ်လို့ပြောရမှာသဘာဝပြော့တာကိုပြောတာနော်ခိရိတာပြောတာမဟုတ်ဘူးသဘာဝကအမှန်တမ်းငဲ့ညှာတယ်ရှင်သာရိပုတ္တရာဒါမှမဟုတ်ရှင်သာရိပုတ္တရာကိုမိခင်စိတ်လို့ပြောကြရှင်သာရိပုတ္တရာမထေရမြတ်ကဖះကတော့တို့နှင်းနာတန်ခါပရိသတ်နဲ့ပတ်သက်ပြီးတို့မြတ်စွာဘုရားမလုပ်တော့ဘူးငါလည်းဒီလိုမလုပ်တော့ဘူးလို့တပည့်တော်အေးချမ်းမဲ့နေတော့မယ်လို့ဒီလိုစိတ်ဝင်စားတယ်စိတ်ကူးမိတယ်ဆိုတော့မြတ်စွာဘုရားဆိုင်းမအောင်တဲ့ဆိုပြီးပြောပြီးမောဂလန်ဘယ်လိုတွေးတုံဆိုတော့မြတ်စွာဘုရားကအေးချမ်းနေခြင်းနဲ့ဆိုလို့ရှိရင်ချမ်းသာနေတော့မယ်ဆိုရင်ဒီတန်ဃာတွေရဲ့တောင်းကိုငါနဲ့တာရိပုတ္တရာနှစ်ဦးပဲထမ်းဆောင်ရတော့မှာပဲတို့ကကြိုးစားပြီးတော့ဆုံးမရမယ်လို့စိတ်ထဲမှာဒီလိုဖြစ်ပါတယ်ဆိုတော့မြတ်စွာဘုရားတာတို့ခေါ်အဲ့ဒါကိုအထက်ကရာကဘလို့မှတ်ချက်ပေးထားတော့လို့ဆိုတဲ့အခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကကိုလုံးရမယ့်တာဝန်တစ်ခုမေ့သွားတဲ့သဘောရှိတယ်ပေါ့မြတ်စွာဘုရားကအကယ်၍ဘုရားကအေးနေရင်တောင်သူကနော်မိဘဆိုလို့ရှိရင်တာအကြီးဆုံးကတာဝန်ရှိတယ်ဒီဆရာကိစ္စဆိုလို့ရှိရင်တပည့်အကြီးဆုံးကတာဝန်ရှိတယ်လေအဲ့ဒီတာဝန်လေးကိုသူမေ့သွားတယ်ဒီလိုအဓိပ္ပာယ်မျိုးပြောအဲ့ဒါကိုတီကာတွေမှာဗာပြောပြန်တော့ဆိုရင်အဲ့ဒီလိုပြောတာလေးကိုစိတ်แท้ကဒီလိုစိတ်แท้ပေါ်တာလေးကိုမနောတုစရိုက်လို့သုံးထားတာတွေ့နေရတယ်ဒါပေမဲ့ဒီဒုစရိုက်ဆိုတဲ့အဓိပ္ပာယ်ကကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့အသုံးမျိုးမဟုတ်ဘူးစိတ်แท้မှာမဖြစ်တဲ့နာလေးဖြစ်တယ်လို့ဒီလိုပြောတဲ့အဓိပ္ပာယ်ပဲသို့တော့သုံးလိုက်တဲ့စကားလုံးကြီးကကြောက်ခမန်းလိလိဖြစ်ယဟန္တာဖြစ်ခဲ့တဲ့နဲ့မနောဒုစရိုက်ဖြစ်တယ်လို့ဆိုတာဘယ်သူကစပြီးဒီစကားလုံးကိုပါဠိထဲမှာထည့်သုံးလိုက်တယ်ဆိုတာတော့ပြောနိုင်ဘူးနော်ဒီကာတွေကထည့်သုံးလိုက်တဲ့စကားလုံးလေးတစ်ခုရှိမနောဒုစရိုက်
တကယ်ကတော့ရှင်သာရိပုတ္တရာမထေရကိုယ့်ရဲ့တာဝန်တစ်ခုကိုသူကအမှတ်တမဲ့မြတ်စွာဘုရားမထမ်းဆောင်တော့ရင်ငါတို့ထမ်းဆောင်ရမယ်လို့ဆိုတဲ့တာဝန်တစ်ခုကိုမစဉ်းစားမိတဲ့သဘောလေးဖြစ်သွားတယ်ပေါ့ရှင်မောကလန်ကြတော့အဲ့ဒါကိုစဉ်းစားမိတယ်ဘုရားတာဝန်မယူဘူးဆိုရင်ငါတို့တာဝန်ယူရတော့မှာပဲလို့ဒီလိုအတွေးမျိုးတွေးတယ်တဲ့အေးဒါဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရများဖြစ်ပါတယ်မြတ်စွာဘုရားကအရိယောတုန်တိပါဝောမြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုဆိုတာဘာကိုဆိုလိုတာလဲလို့ဆိုတဲ့အခါ Noble Silence ပေါ့ဘာမှမသိလို့ငုတ်တုတ်ထိုင်နေတာလားအိတ်နေတာဟာဒါ Noble Silence လားစကားမပြောတတ်လို့မပြောဘဲနဲ့နေတာအာကြီးတို့နေတာရောနေသင့်သလားဒါလည်းစဉ်းစားရအောင်နော်အဲ့လိုမြတ်စွာဘုရားကဆိုလိုတာကပြောရင်တရားစကားပြောတရားစကားမပြောဘူးဆိုရင် Noble Silence မြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုမမေ့ရဘူးအဲ့တော့မြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုဆိုတာဘာလဲဆိုမေတ္တာပို့နေတာလေမြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုအာနာပါနလေးနှလုံးသွင်းနေတာလေမြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်ကိုယ်မှာတရားဓုတရားမြတ်ရှိရင်အဲ့ဒီတရားဓုတရားမြတ်ဥပမာပဲဇာနာသမဘဝင်စားမယ်ဖလားသမဘဝင်စားမယ်သို့မဟုတ်ဓမ္မတစ်ခုကိုစဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်ဒါမြင့်မြတ်တဲ့ Noble Silence အမြင့်မြတ်ဆုံး Noble Silence ဆိုတာကြတော့ဘာလဲလို့ဆိုရင်ဖလားသမဘဝင်စားတာတို့ဇာနာသမဘဝင်စားတာတို့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေတာဟာတကယ့်ကို Noble Silence ဖြစ်ပါတယ်အဲ့ဒီကိုနိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေနိုင်ဖို့အထိဘုန်းကြီးတို့တွေဟာတိတ်ဆိတ်ငြိမ်သက်မှုဟာတန်ဖိုးရှိတယ်ဆိုတာသိရှိနားလည်ဖို့လိုအပ်ကြပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာရဲ့နှစ်သက်မြတ်နိုးတဲ့အချက်တွေမြောက်များစွာရှိတဲ့ထင်မယ်။တိတ်ဆိတ်ငြိမ်သက်မှုမြတ်နိုးတာဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ပဲဖြစ်တယ်။ကဘာမှာတိတ်ဆိတ်ငြိမ်သက်မှုတန်ဖိုးအထားဆုံးပုဂ္ဂိုလ်တာမန်တိတ်ဆိတ်ငြိမ်သက်မှုမျိုးမဟုတ်ပဲနဲ့မြတ်စွာဘုရားတန်ဖိုးထားတဲ့တိတ်ဆိတ်ငြိမ်သက်မှုမျိုးသည်အကျိုးမဲ့စကားတွေကိုမပြောပဲမပြောရဘူးလို့လုံးဝမပိတ်ဘူးမြတ်စွာဘုရားကနော်မပြောဘဲနဲ့ဝစီဘိတ်ကျင့်တာကိုမြတ်စွာဘုရားမကြိုက်ဘူးနော်ဝစီဘိတ်ဆိုပြီးတော့ခုခေတ်ကလည်းကျင့်တတ်သေးတယ်ဟိုပြောပြန်ရှိရင်ပြောရတရားစကားပြောရဒီလိုဆိုလို့ဘုရားလမ်းဖွင့်လာတာစကားမပြောရဘူးပြောတာမဟုတ်ဘူးဓမ္မိကထာဝါတရားစကားပြောမပြောဘူးဆိုမှ Noble Silence အဲ့ဒီ Noble Silence ဟာဘုရားဘာသာရဲ့ Noble Silence ဟာဘယ်လောက်ထိအောင်ဆင့်မြင့်တယ်လဲဆိုသမထကျင့်စဉ်တစ်ခုနဲ့နေတယ်ဝိပဿနာကျင့်စဉ်တစ်ခုနဲ့နေတယ်နောက်ဆုံးမှာဇာနာတမပတ္တိဖလားတမပတ္တိဆိုတဲ့အဆင့်မြင့်တဲ့တရားတွေစိတ်ဝင်စားပြီးတော့နှလုံးသွင်းဆင်ခြင်နေတာကို Noble Silence ခေါ်တယ်အဲ့ဒီအဆင့်ရောက်ပြီးထိအောင်တို့တွေကြိုးစားအထောက်ကြရမှာတိတ်ဆိတ်နေတဲ့မှုကိုအဲ့ဒီထိအောင်မျက်နှိုးကြရမှာလို့သဘောကျပြီးတော့ Noble Silence ရရှိပြီးထိအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း